ဒီနေ့လေးမတော့ချွတ်ချွတ်ချစ်ချစ်လေးစားချစ်တာနဲ့တီးစုပ်ဒိတ်ချစ်လေးလှူစားဖြစ်ပါတယ်ရှင်အရေးဆုံးနွားနိုတလီတာချိန်ပါမယ်တကယ်လို့ချိတ်ခွင်မရှိရင်နွားနိုဒီမှာပြထားတဲ့ပုတ်တော်ဝဲလောက်ထည့်လို့ရပါတယ်ရှင်အဲ့ဒါပြီးရတော့ဒိတ်ချစ်လေးကို50 gram ချိတ်ပါမယ်ချိတ်ခွင်မရှိရင်ထမိတ်စားစုံးနဲ့နှစ်စောထည့်လို့ရပါတယ်ရှင်ရေကတော့350 ml တုပ်ထားပါတယ်ပြီးရတော့နိုစီတပူထည့်ပြီးတော့ချိုးပေးပါမယ်ခုနတော့ချိန်ထားတဲ့နွားနိုကိုလည်းထည့်ပြီးတော့ချိုးပေးပါမယ်ရှင်နွားနိုလေးကိုမတူသွားအောင်လို့မွေပေးပါမယ်နိုဆူးလိုက်ရတော့ခဏအေးခတ်ပြီးမပူမအေးအချင်းလေးမှလေလေးနဲ့စကြည့်ပါမယ်ရှင်အပူခံနိုင်တဲ့အနေထားလေးဆိုရင်ဒိတ်ချီအနေလေးစထည့်လို့ရပါပြီရှင်ဒါပြီးရတော့ရေခဲဘုံလေးထည့်ပြီးတော့10နှစ်ရီလောက်ထားပေးပါမယ်အပေါ်ကအဖြူလေးတွေကိုလည်းခတ်ထုတ်ပေးထားပါတယ်အဲ့ဒါပြီးရတော့နိုမလိုက်ဖာလေးဆောက်လုပ်ပါမယ်ရှင်နိုပူးထဲကကြက်တဲ့နိုတဝဲကိုတုတ်ထားပါတယ်နိုဆူးလိုက်ရင်ဆလကရီထမိတ်ဆာစော3စောထည့်ပြီးတော့မွေပေးပါမယ်အဖက်ကလေးတွေဖြေလိုက်ရတော့စကလေးနဲ့ဆေးပြီးတော့ရေ3ခါလောက်ဆေးပေးပါမယ်ရှင်ဆလကကြီးအနာလေးတွေပျောက်သွားအောင်လို့ရေ3ခါလောက်ဆေးပေးပါမယ်ပြီးရတော့ရေစေးအောင်ညှစ်ပေးပါမယ်ရှင်ဒါဆိုရင်တော့နိုမလိုက်ဖာလေးတွေရပါပြီအဲ့ဒီနိုမလိုက်ဖာလေးတွေတော့ဒိတ်ချစ်တဲမှာထက်ဆောက်လို့လည်းရတယ်လက်ဖေးကြီးတောင်ရလက်ဖေးကြီးထဲမှာထက်ဆောက်လို့လည်းရတယ်ဒါကတော့ရှင်နေကြီးကြပြီးအခြေအနေပါရှင်အဲ့ဒါပြီးရတော့အသီးလေးတွေစပြည့်ပါမယ်စတော်ဘယ်ရီတီတို့ပါတီတို့ရှိရင်လည်းထည့်လို့ရပါတယ်ရှင်အိမ်မှာတော့မရှိလို့အလက်တကူပဲလို့ရတာလေးနဲ့ပြည့်ထားပါတယ်အသီးလေးတွေပြည့်ပြီးဆိုရတော့ဒိတ်ချီလေးဆောက်လုပ်ပါမယ်ဒိတ်ချီလေးထက်ကတော့ပြားရည်လေးနည်းနည်းထည့်ပေးထားပါတယ်တကယ်လို့အချို့မကြိုက်ရင်မထည့်လို့လည်းရပါတယ်ရှင်အရင်ဆုံးထောပါတီလေးထည့်ပါမယ်ပြီးရတော့လိမ္မော်တီးလေးထည့်ပါမယ်ဒါပြီးရတော့ငကမောက်တီးတခြားတီးစပြေးတီးနဲ့တရေတီးတို့ကိုလည်းထည့်ပေးပါမယ်ပြီးရတော့ဒိတ်ချစ်အနေလေးထည့်ပါမယ်ဒီဒိတ်ချစ်လေးကတော့အသီးနဲ့တွဲဆောက်လို့ရတဲ့ဒိတ်ချစ်အကျဲလေးဖြစ်ပါတယ်ရှင်န
နောက်ဆုံးမှတော့အပေါ်ကမလိုက်လေးထည့်ပြီးတော့စားလို့ရပါပြီရှင်စားကြည့်လိုက်တော့လဲအသီးရဲ့အချိုရသားလေးနဲ့ဒိတ်ချီလေးကချွတ်ချွတ်ချစ်ချီလေးနဲ့အရစားလို့ကောင်းပါတယ်ရှင်။